မင်္ဂလာပါအဲ့တော့ကျွန်မဒီနေ့ video file မှာတော့ကျွန်တော်တို့အင်္ဂလိပ်စကားပြောတဲ့အခါမှာအမှားများတဲ့ verb တစ်လုံးနဲ့subject တစ်လုံးအကြောင်းကိုပြောပြပေးပါမယ်အဲ့တော့ပထမအမှားများတဲ့ verb လေးကတော့my sister has 12 years ဆိုတဲ့စာကြောင်းလေးက verb လေးဖြစ်ပါတယ်အဲ့တော့အဲ့ဒီစာကြောင်းလေးက verb လေးက has ဆိုတဲ့ verb လေးဖြစ်ပါတယ်เนาะအဲ့တော့သူဆိုလိုချင်တာကကျွန်မကအသက်12နှစ်ရှိပါပြီလို့ပြောချင်တာအဲ့တော့ရှိသည်ဆိုတော့ verb to have ကိုသူကသုံးလိုက်တာပေါ့နော်အဲ့တော့ my sister subject အနေဆိုတော့ has verb အနေလေးကိုသုံးလိုက်တယ်အဲ့တော့ကျမကအသက်12နှစ်ရှိပါပြီတဲ့အဲ့တော့ဒီ verb to have ကိုကျမတို့ကလေ့လာကြည့်မယ်ဆိုရင် verb to have ရဲ့အဓိပ္ပာယ်ကရှိသည်လို့ဆိုလို့ကျင်တဲ့နေရာမှာတခုခုပိုင်ဆိုင်မှုရှိအောင်ပြောချင်တဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်ဒါဆိုတော့တကယ်တမ်းကသူပြောချင်တာကကျမကအသက်12နှစ်ဖြစ်ပါတယ်လို့ပြောချင်တာဒါပေမဲ့မြန်မာစကားအရတော့ကျမတို့ရှိရလို့ပြောတာပေါ့နော်ဟိုကျမအသက်12နှစ်ရှိပြီသူကတော့အခုမှ9နှစ်ပဲရှိသေးတယ်ဆိုပြီးတော့မြန်မာစကားရဲ့ nature အရာကျမတို့ကရှိတယ်လို့ပြောတယ်တကယ်တမ်းရှိတယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးဖြစ်တယ်လို့ပြောရမှာနော်ဒါဆိုရင်ဖြစ်တယ်လို့အဓိပ္ပာယ်ရတယ် verb to be လေးကိုသုံးအောင်မှာဖြစ်ပါတယ်အဲ့တော့ my sister is ဆိုမှမှန်ပါမယ်နော် my sister is အဲ့တော့နောက်ထပ်ဒီစာကြောင်းလေးထဲမှာမှားနေတဲ့အမှားတစ်ခုကတော့အသက်ကိုကျမတို့ပြောတဲ့အခါမှာ12 years 5 years စသဖြင့်အဲ့လိုမျိုးသုံးမယ်ဆိုရင်မှားပါတယ်အဲ့တော့အနောက်မှာ old ထည့်ပြရပါမယ်အသက်ကိုပြောရဲဆိုရင်12 years old မှာမှန်ပါမယ် my sister is 12 years old တကယ်လို့ old ကိုမထည့်ချင်ဘူးဆိုရင် year လည်းထည့်လို့မရဘဲနဲ့12တလုံးနဲ့ပြောရင်မှန်ပါတယ်เนาะအဲ့တော့တကယ်လို့လူတစ်ယောက်ကိုကဏ္ဍတစ်ခုခုနဲ့ကျမတို့ကရည်ညွှန်းပြီးပြောလိုက်ပြီဆိုလို့ရှိရင်အဲ့ဒါသူ့ရဲ့အသက်ကိုပြောတာပဲဖြစ်တယ်အတွက်ကျမတို့ကကဏ္ဍတစ်လုံးနဲ့လည်းသုံးလို့ရတယ် my sister is 12နော်ကျမက12နှစ်ပါဒါမှမဟုတ်ရင် my sister is 12 years old ပါထည့်ပြောပြရပါမယ်နော် okay 12 years or 5 years တို့သုံးလို့မရပါဘူးအသက် okay ဒါဆိုလို့ရှိရင်တော့ဒါလေးကကျမတို့မြန်မာစကားမှာရှိရလို့ပြောတဲ့အခါမှာအမြဲတမ်းပိုင်ဆိုင်မှုရှိသည်ဆိုတော့ verb to have ကိုခေါင်းထဲမှာဆွဲပြီးတော့မှတေချာမစင်စားဘူးပေါ့နော်မစင်စားဘဲနဲ့ရှိရလို့တွေးလိုက်တာနဲ့မြန်မာစကားအရရှိရလို့တွေးလိုက်တာနဲ့ verb to have ကိုတွားပြီးတော့မှသုံးနေတဲ့မှားလေးရှိရအမှားလေးတစ်ခုဖြစ်ပါတယ်နော် okay နောက်ထပ်မှားတဲ့အမှားတစ်ခုကတော့ကျမတို့ subject နေရာမှာမှားတဲ့အမှားပေါ့နော်အဲ့တော့ subject နေရာမှာကျမတို့ကလူ2ယောက်3ယောက်ကို subject နေရာမှာထားပြီးပြောပြီးအဲ့တော့ငါဆိုတဲ့ငါလည်းအပါဝင်ပေါ့နော်တခြားသောသူတွေကိုလည်းပြောပြီးပေါ့ဥပမာငါတငယ်ချင်းငါအကိုနဲ့ငါကနော်ဒီနေ့အပြင်သွားကြတယ်ဒါမျိုးပေါ့အဲ့လိုပြောမယ်ဆိုလို့ရှိရင် subject နေရာမှာအခု3ခုဖြစ်နေတာပေါ့နော်ငါအကိုငါတငယ်ချင်းငါအဲ့တော့အဲ့မှာမှားတဲ့အမှားဘာလဲဆိုတော့ငါဆိုတဲ့ subject ကိုသူက me လို့သုံးကြနော် me လို့မှားပြီးတော့သုံးကြအဲ့တော့ me my friend and my brother နော်go outside today အဲ့လိုသုံးတယ်so me my ဒါမှမဟုတ်နှစ်ယောက်တည်းဆိုလဲ me and my friends နော်go outside today အဲ့လိုသုံးကြတယ်ဆိုအဲ့ဒါဒီတကယ်တမ်းက subject နေရာမှာကျမတို့ကနာမ်စားသုံးမယ်ဆိုရင် subject နာမ်စားကိုပဲသုံးရပါမယ် me ဆိုတာက object နာမ်စားကြီးဖြစ်နေတာငါကိုလို့အဓိပ္ပာယ်ရပြီးတော့ဒီ verb ရဲ့အနောက် object နေရာမှာသုံးရတဲ့ object နာမ်စားကြီးဖြစ်နေတဲ့အတွက် subject နေရာမှာမသုံးပါဘူးနော်မသုံးဘူးဆိုရင်ဒါဆိုလို့ရှိရင် me မဟုတ်ရင်me နေရာမှာသုံးရမယ် subject နာမ်စားက I ဖြစ်ပါတယ်အဲ့တော့I my friends and my brother လို့သုံးရပါမယ်အဲ့တော့ဒီ subject နေရာမှာ I ဆိုတဲ့ subject နာမ်စားပဲသုံးရမယ် me ဆိုတဲ့ object နာမ်စားမသုံးရဘူးဆိုတဲ့တစ်ချက်အပြင်နောက်ထပ်သတိထားဖို့ကောင်းတဲ့အချက်ကတော့ကျမတို့ subject နေရာမှာတဦးထပ်ပို့ပြီးတော့ဗောနော်ကိုယ့်အပြင်ဟိုတခြားလူတွေကိုလည်းထည့်ပြောတော့မယ်ဆိုလို့ရှိရင် I ကိုနောက်ဆုံးမှာထားပြီးတော့မှပြောလို့ရှိပါတယ်အင်္ဂလိပ်စကားမှာသူယဉ်ကျေးတဲ့သဘောအနေနဲ့ဗောနော် polite way အနေနဲ့သုံးလို့ရှိတယ်အဲ့တော့ဒါဆိုခုနကငါတကယ်ချင်းငါအကူငါဆိုပြီးတော့မှ subject 3ယောက်မှာဆိုရင်ကျမတို့ကငါဒီနောက်ဆုံးမှာထားမယ် okay ဒါဆိုလို့ရှိရင်ကျန်တဲ့2ယောက်ကိုအရှေ့မှာပြောမယ် my friend my brother and I နော် go outside today ပေါ့ဒါမှမဟုတ်2ယောက်တည်းဆိုလို့ရှိရင် my friend and I go outside today ပေါ့နော်အဲ့တော့ဒီနေရာလေးမှာသတိပြုရမှာကကျမတို့ဒီ subject နေရာမှာ I ဆိုတဲ့ subject နေရာမှာမှားပြီးတော့မှ me ဆိုပြီး object pronoun ကိုသုံးနေတာကိုလည်းပြင်ရမှာဖြစ်တယ်လို့အဲ့တော့တကယ်လို့မြန် subject နေရာမှာတဦးထက် I ထက်ပိုပြီးတော့မှပြောမယ်ဆိုလို့ရှိရင်ယဉ်ကျေးတဲ့သဘောတရားအနေနဲ့ I ကိုနောက်ဆုံးမှထားပြီးတော့မှပြောလို့ရှိရဆိုတာလေးကိုလည်းသတိထားပြီးတော့မှเนาะနောက်တစ်ခါအင်္ဂလိပ်လိုပြောပြီးဆိုရင်အဲ့အမှားလေးတွေကိုသတိထားပြင်ပြီးတော့မှပြောနိုင်
ကြဖို့ပေါ့နော်ကျွန်မဒီဗီဒီယိုလေးမှာရှင်းပြပေးတာအကြံပေးတာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်မရဲ့ဗီဒီယိုကိုခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်လေးကျေးဇူးတင်ပါတယ်။အဲ့တော့ဒီဗီဒီယိုလေးကနေအမှားများတဲ့ box လေးတစ်လုံးနဲ့ subject လေးတစ်လုံးအကြောင်းသိပြီးတော့မှအမှားကင်းကင်းလေးနဲ့အင်္ဂလိပ်စကားကိုပြောနိုင်သွားမယ်လို့ကျွန်မထင်ပါတယ်။အဲ့တော့ဒီအင်္ဂလိပ်စာကိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်တယ်ဆိုရင်ကျွန်မရဲ့ Brilliant Future English စာသင်တန်းမှာရှိတဲ့ Basic English Speaking Course ကိုသင်ယူလို့ရပါတယ်။သင်တန်းအကြောင်းအသေးစိတ်ကိုတော့ကျွန်မရဲ့ Facebook Page Messenger ကနေမေးမြန်းလို့ရတယ်လို့ YouTube နဲ့ Telegram Channel လေးတွေကိုလည်း subscribe လုပ်ပြီးတော့မှကျွန်မ page ကနေတင်နေတဲ့ဒီ English စာနဲ့ပတ်သက်တဲ့ knowledge တွေကိုလည်းလေ့လာကြည့်လို့ရပါတယ်။ကျေးဇူးတင်ပါတယ်။